မင်္ဂလာပါအဲ့တော့ဒီဗီဒီယိုမှာတော့ကျွန်တော်ကို comment မှာလာပြီးတော့မေးထားတဲ့အကြောင်းအရာလေးရှိတယ်ဆိုတော့အဲ့ဒီ comment ကိုကျွန်တော်ပြန်ပြီးတော့ဖြည့်ပေးနေဒီဗီဒီယိုလေးလုပ်ဖြစ်တာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုကတော့နည်းနည်းတော့ရှည်ကောင်းရှည်လိမ့်မယ်ဒါပေမဲ့အတန်သွင်းတဲ့အခါမှာတည်ထိုက်တဲ့အကြောင်းအရာလေးတွေကို share ပြီးမှဖြစ်တော့တရားမလို့စိတ်ဝင်စားတဲ့မိတ်ဆွေတို့တော့ကြိုးရှိမယ်လို့ပြောနေပါတယ်ဒါကြောင့်မလို့အဆုံးထိကြည့်ပေးပါအဲ့တော့မိကုံမိထားတဲ့ဒီ channel ကညီကုံမောင်နှမတို့ဆိုလို့ရှိရင်လေတခြားလေးကြည့်ပေးဖို့ပြောနေပါတယ်ဆိုတော့အဲ့တော့မိထားကတော့ recording လုပ်တဲ့အခါမှာထစ်သွားတာပေါ့နော်စကားထစ်သွားတာရှိတယ်ပြီးရင်စကားလုံးထောက်သွားတာရှိတယ်ပြီးတော့ဒီအတက်အကျမငြိမ်တာပေါ့နော်ဆိုတော့ဒါတွေကိုဘယ်လိုလုပ်ရမလဲဆိုပြီးတော့မှမေးထားတာပေါ့နော်အဲ့တော့ဒီဟာလေးကိုဖြေရလို့ရှိရင်အရင်ဆုံးတော့စကားထစ်တာတွေစကားထောက်တာတွေအကြောင်းကိုစပြောအောင်ပါပေါ့နော်အဲ့တော့ပုံမှန်ကျွန်တော်တို့ recording လုပ်တယ်နော် recording လုပ်ပြီဆိုလို့ရှိရင်စကားထစ်သွားတာတို့ထောက်သွားတာတို့မှားသွားတာတို့ပေါ့နော်စသဖြင့်ဒါတွေကတော့ပုံမှန်အားဖြင့်ကတော့ဖြစ်တတ်ပါတယ်ဆိုတော့တကယ်ဟို professional ဒီ recording နေမှာတော့မှာပဲဖြစ်တတ်ပါတယ်ဆိုတော့တချို့ကြတော့လည်းအမှားလို့မဟုတ်ဘဲနဲ့ကိုတွင်းလိုက်တဲ့အတန်ကိုဒီလေးဦးလေးသိန်းပုံစံနေเนาะအတန်အနေအတန်ထားတွေကိုမကြိုက်လို့ပေါ့မကြိုက်မချင်းထက်ခါပြန်သွင်းရတာမျိုးလည်းရှိတတ်တယ်မှားသွားလို့စကလုံးထစ်သွားလို့စကလုံးတွေလုံးသွားလို့စကလုံးတွေမပြီးပြင်းတော့လို့အဲ့လိုပြန်သွင်းရတာမျိုးတွေထက်ခါပြန်သွင်းရတာမျိုးဒါကြီးကတော့ဖြစ်တတ်ပါတယ်ဒါကြီးကပုံမှန်ပဲပေါ့နော်ဆိုတော့အရင်သိပြီးတော့ထွေထူးတော့မဟုတ်ထူးဆန်းတာတော့မဟုတ်ဘူးเนาะအတိုင်းမှာတခုတော့ရှိတယ်ကျွန်တော်တို့ကဟိုဒီဝက်ကြ10ချောင်းလောက်ပြောပြီးမို့နော်ဝက်ကြ10ချောင်းလောက်ပြောပြီးတဲ့အချိန်မှာတစ်ခါလောက်မှားတယ်ဆိုရင်တော့တိတ်ပြပြဿနာမရှိဘူးဒါပုံမှန်လို့ပြောလို့ရတာပေါ့နော်အဲ့တော့10ချောင်းလောက်ပြောတယ်တစ်ခါလောက်ပဲမှားတယ်ပေါ့ဆိုတော့အဲ့မှားတာတိတ် heavy မဟုတ်ဘူးလေနော်ဆိုတော့ဒါပုံမှန်ပဲပေါ့ဒါပေမဲ့ဝက်ကြတစ်ချောင်းပြောလိုက်တစ်ခါမှားလိုက်နော်ဝက်ကြတစ်ချောင်းပြောလိုက်တစ်ခါမှားလိုက်စကလုံးတစ်လုံးပါးစပ်ကထွက်တိုင်းမှာအမှားတွေပါနေတယ်ခဏမှားနေတယ်ဆိုရင်တော့အဲ့ဒါပြဿနာရှိနေပြီ recording လုပ်တဲ့သူစီမှာလေ့ကျင့်နေအတွေ့အကြုံတွေလုံနေပြီဆိုတာကိုပြတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့အဲ့လိုမျိုးခဏနော်ဟိုစက္ကန့်ပိုင်းမချမိနစ်ပိုင်းမချမှားနေတယ်ဆိုရင်တော့လေ့ကျင့်မှုတွေလုံနေပြီဒါကတော့နည်းနည်းပြဿနာရှိနေပြီပေါ့နော်အဲ့တော့မဟုတ်ဘူးခုနလိုမျိုးเนาะ5-6ချောင်းလောက်10ချောင်းဝန်းကျင်လောက်ပြောပြီးတော့မှတစ်ခါလောက်မှားတယ်နှစ်ခါလောက်လေးပဲမှားတယ်เนาะဆိုတော့အဲ့လိုမျိုးကြရင်တော့ဒါကတော့ပုံမှန်ပဲဘယ်သူမှဆိုမှားတတ်တယ်เนาะဆိုတော့တကယ် professional တွေလည်းမှားတတ်ကြတာကြီးပဲ recording မှာဘယ်သူမှတစ်ထိုင်နဲ့တောက်လျှောက်အစအဆုံးချောမုံဝင်နဲ့ပြီးသွားတယ်ဆိုတာရှားပါတယ်เนาะအနည်းဆုံးတော့နောက်တစ်ခေါက်ဒုတိယအကြိမ်တတိယအကြိမ်ပြန်သွင်းရတာမျိုးတော့ဖြစ်တတ်ပါတယ်ပေါ့เนาะဆိုတော့ဒါကတော့ပုံမှန်ပါပဲဆိုတော့အဲ့တော့ကိုရီ recording လုပ်တဲ့အခါမှာဘယ်လိုအခြေအနေဖြစ်နေလဲเนาะဒီအခြေအနေနှမျိုးတွေကတစ်ခုကိုပြန်ပြီးတော့သုံးသပ်ကြည့်เนาะအဲ့တော့ခဏအမှားတွေများနေပြီဆိုရင်တော့လေ့ကျင့်ဖို့တွေတော့လုပ်နေပြီဆိုတော့ဒါကိုအရင်ဆုံးပြောချင်ပါတယ်ပြီးရင်ခုနလိုစကားထစ်တာပေါ့เนาะစကားထစ်တာဆိုတဲ့နေရာမှာဒီ comment မှာတော့ဒီထစ်တာလို့ပဲပါထားတာပေါ့เนาะဆိုတော့အဲ့တော့စကားထစ်တယ်ဆိုတဲ့နေရာမှာလဲသူကဒါကျွန်တော်ခုပြောမဲ့အပိုင်းမှာနှစ်ပိုင်းတော့ရှိတာပေါ့လေနော်ပထမတစ်ပိုင်းကတော့ပုံမှန်ကိုယ့်ရဲ့စကားပြောတဲ့နေရာမှာဟိုကစကားထစ်တာအတန်သွင်းမှရင်ပုံမှန်ချင်းဒီမှာလဲကိုကထစ်တတ်တယ်အကျို့ဆိုရင်စိတ်လှုပ်ရှားလာပြီဆိုရင်စကားပြောတာထစ်တယ်တချို့ကျတော့လဲပုံမှန်ဒီစကားထစ်တာဟိုကကိုယ့်ရဲ့ဒီအားနည်းချက်တစ်ခုလို့ဖြစ်နေအောင်ပေါ့လေနော်အကျို့ဆိုလဲစကားထစ်ကြတယ်နော်ဆိုတော့အဲ့တော့ကိုယ့်ရဲ့ပုံမှန်ဒီအခြေအနေမှာဟိုကစကားထစ်တဲ့အခြေအနေလားဒါမှမဟုတ်လို့ရှိရင် recording ရောက်တော့မှမစိတ်လှုပ်ရှားလို့ထစ်တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်နောက်တချို့စကားလုံးတွေကကိုယ့်အတွက်အတန်ထွက်ဖို့နည်းနည်းအရှိန်ယူလိုက်ရတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ခက်ကောင်းခက်နိုင်တယ်ပေါ့ညာတော့အပြင်ကတာတို့တာဝင်းဘူးတာတို့နော်တာတို့အာတို့
ဆိုတော့အဲ့လိုစကားလုံးမျိုးတွေမှာတော်တော်များများရဲ့အတွေ့အကြုံကြီးကသူတို့ကအဲ့လိုစပြီးတော့အတန်ထွက်ဖို့နည်းနည်းအဲ့လိုထစ်သွားတတ်တယ်ပေါ့နော်ဥပမာတောက်တဲ့လို့ပါဆိုလို့ရှိရင်တော့စပြီးတော့တောက်တဲ့အဲ့လိုအာယူပါတာမျိုးပေါ့နော်ဆိုတော့ဟိုလိုပုံမှန်စကားထစ်တဲ့လူကြီးကလည်းတောက်တဲ့ဆိုရင်ဒါမျိုးဖြစ်တတ်တာပေါ့နော်အဲ့တော့ကိုယ့်ရဲ့အနေအထားဘယ်လိုလဲနော်ကို့မှာပုံမှန်စကားထစ်တဲ့အားနည်းချက်ရှိတာလားအဲ့ဒါလေးကိုတစ်ချက်လေ့လာကြည့်ကြည့်မဟုတ်ဘူး recording ချတော့မှစိတ်လှုပ်ရှားလို့စကားထစ်တာဒါမှမဟုတ်ရှင်လည်းခုနလိုတာတို့အဲ့လိုမျိုးကိုယ့်အတွက်ထစ်တတ်တဲ့စကားလုံးတွေအနာရောက်တော့မှထစ်တာမျိုးဒါမျိုးလည်းဖြစ်တတ်တယ်ဆိုတော့နော်အဲ့တော့ကိုယ့်အခြေအနေကို recording လုပ်တဲ့လူရဲ့အခြေအနေကိုစမ်းစစ်ကြည့်ကြည့်နော်အဲ့တော့ပင်ကိုမှာဟိုစကားထစ်တဲ့အခန်းရှိရဆိုရင်เนาะကျွန်တော်တို့ဒီစကားထစ်တာကိုလေ့ကျင့်မှုအတွက်တော့เนาะဒီသက်ဆိုင်ရာကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ဆရာဝန်တွေနဲ့เนาะကုသပြီးတော့လေ့ကျင့်တာတွေကအကောင်းဆုံးပဲပေါ့နော်ကျွန်တော်ဒီ speed therapy တွေရှိတယ်เนาะ speed therapy တွေရှိတယ် speed therapy ဆိုတဲ့နည်းပညာတွေရှိတယ်ဒါတွေကိုကျွန်တော် YouTube မှာလည်းလွယ်ကူတော့ရှာကြည့်လို့ရပါတယ်တကယ်လို့ဟိုဖြစ်တယ်ဆိုလို့ရှိရင်လည်းဟိုအပြင်မှာလူတွေเนาะကျွမ်းကျင်ဒီပညာရေးနဲ့ကျွမ်းကျင်ပညာရှင်တွေနဲ့တွေ့ဆုံပြီးတော့မှလေ့ကျင့်လို့ရတယ်နော်အဲ့တော့ခုနလိုစကားလုံး recording ရောက်တော့မှစကားလုံးတွေကိုမြင်ပြီးတော့မှထစ်တာမျိုးတွေပါတယ်ဆိုရင်တော့ကျွန်တော်ကအဲ့ဒီစကားလုံးတွေကိုကိုယ်အသေးချာချာလေးမှတ်သားထားဖို့လိုတယ်ကိုကဘယ်စကားလုံးရောက်ရင်ထစ်တတ်တယ်လေနော်တချို့ဆိုလို့ရှိရင်အဲ့လိုတာဝန်ဘူးဟိုနှစ်ခါအဲ့လိုတောက်တဲ့လူမျိုးပေါ့နော်တာဝန်ဘူးနှစ်ခါနှလုံးစင်ပေါ့နော်အဲ့လိုမျိုးပြောရတဲ့ဟာမျိုးတွေတို့အဲ့လိုမျိုးနှလုံးစင်တွေနှခါတွေစက်တိုက်တွေပေါ့အဲ့လိုပြောရတဲ့ဟာမျိုးတွေတို့စသဖြင့်အဲ့လိုနေရာမျိုးတွေကြရင်ကိုကထောက်သွားတတ်တယ်ထစ်သွားတတ်တယ်ပေါ့ဆိုတော့အဲ့လိုမျိုးကိုယ့်ကိုပြန်ပြီးတော့တုံသက်ကြည့်ကိုယ့်ကိုပြန်ပြီးတော့မြင်အောင်ကြည့်ပေါ့နော်အဲ့တော့ကိုကအဲ့စကလုံးတွေဒီစကလုံးသားရောက်ရင်တော့ငါအမြဲထစ်တယ်ဆိုတာမျိုးသတိထားမိပြီဆိုလို့ရှိရင်အဲ့စကလုံးတွေကိုကိုကပို့ပြီးတော့မှလေ့ကျင့်ပြီးဆိုတော့ဒီစကလုံးတွေနားရောက်လို့ရှိရင်ကိုလည်းသတိလေးထားပြီးတော့အရင်ကြီးမထစ်အောင်ပေါ့နော်ပြီးရင်ဒီစကလုံးသားရောက်ရင်ငါထစ်တော့မယ်ဆိုတဲ့စိတ်ကိုလည်းအတတ်နိုင်ဆုံး short ပြီးတော့ recording လုပ်ပေါ့နော်recording လုပ်တဲ့အချိန်မှာလည်းအတတ်နိုင်ဆုံးကိုယ့်ရဲ့စိတ်ကို relax ထားဘလို့အကြောင်းမျိုးနဲ့မှအရင်ကိုစိတ်ကိုတင်းထားတာမျိုးနော်ငါမှားပါတော့မှဆိုရင်ရတယ်ဆိုတဲ့စိတ်မျိုးနဲ့ကိုတင်းထားတာမျိုးကြီးမလုပ်ဘဲနဲ့ relax ပဲပေါ့ပါနေအသက်လေးဘဝရှူပုံမှန်လေးလုပ်ပြီးတော့မှနော် recording ကိုပေါ့ပါလေးပဲတွင်းပေါ့နော်အဲ့တော့ဟိုဒီ audio book channel တွေဖြစ်တဲ့ခါကျတော့တချို့ကြောင့်လည်းကိုယ့်အိမ်မှာကိုတပိုင်းတစ်နိုင်နော်ကိုတယောက်တည်းနဲ့recording လုပ်တာမျိုးကြီးလည်းရှိသလိုချိုးကြတော့လည်းတကယ် studio မှာတွားပြီးတော့မှเนาะဒီအခါချင်းငွေပေးပြီးတော့မှ session နဲ့တော့၎င်း duty နဲ့တော့၎င်းเนาะအခါချင်းငွေပေးပြီးတော့မှ recording လုပ်ရတဲ့အခါမှာအမှားများရင်ကျွန်တော်တို့ဒီ recording စိတ်တွေကပိုတက်တယ်လीเนาะအဲ့တော့အမှားများမှာစိုးရင်စိတ်တွေဝင်လာတဲ့အခါမှာလေပို့ပြီးတော့မှားတက်တယ်ပေါ့เนาะဒါကြောင့်မလို့ relax လေးထားပြီးတော့မှအမြဲတမ်းဒါလေးပေါ်ပါရှုပြီးတော့မှကိုပေါ့ပါလေးပဲတွင်ကြည့်ပေါ့เนาะဆိုတော့ဒီလိုမျိုးပုံစံမျိုးလေးတွေနဲ့ဆိုရင်တော့အဆင်ပြေသွားနိုင်တယ် recording လုပ်တဲ့အခါမှာအကောင်းဆုံးနည်းလမ်းတစ်ခုပေါ့နော် recording လုပ်တဲ့အခါမှာအတန်ဖမ်းပေးတဲ့သူနဲ့အတန်သွင်းတဲ့သူနှစ်ယောက်အလုပ်လုပ်ရင်တော့ပိုကောင်းတယ်ဗျ audio book channel တွေမှာဆိုရင်နောက်တော့အပြင်တစ်ပိုင်းတစ်နိုင်เนาะကိုအိမ်မှာပဲတယောက်တည်းဖတ်ပြီးတော့မှကို channel အတွက်အတန်သွင်းတာမျိုးတွေရှိရဒါမှမဟုတ်ရှင်လည်းတခြား channel တွေကကိုအလုပ်လာအဲ့လိုသွင်းပေးရတာမျိုးရှိเนาะကိုအိမ်မှာပဲတယောက်တည်းတွင်းရတဲ့သူတွေလည်းရှိကောင်းရှိနေတယ်နော်ဆိုတော့ကျွန်တော်ထင်တယ်နောက်တော့အပြင် audio book channel တွေဒီအတွက်အလုပ်လုပ်နေကြတဲ့သူတွေကကိုယ့်ကိုအိမ်မှာပဲအဲ့လိုအလုပ်လုပ်ကြတဲ့သူတွေများမယ်လို့ထင်ပါတယ်ဒီက studio မှာတကယ်ကို team work ပေါ့နော် team work တကယ် audio engineer တွေလည်းရှိမယ်နော်ကိုဒီအတန်သွင်းတဲ့လူတွေလည်းရှိမယ်အဲ့အတန်သွင်းတာအောင်စောင့်ကြည့်ပြီးတော့မှအကဲဖြတ်ပေးမဲ့ driver လိုလူမျိုးတွေလည်းရှိမယ်စသဖြင့်အဲ့လိုမျိုး team work နဲ့အလုပ်လုပ်တဲ့အခြေအနေမျိုးကတော့ရှားပါလိမ့်မယ်တကယ် channel heavy တွေဆိုရင်တော့ရှိကောင်းရှိမှာပေါ့လေနော်အဲ့တော့ပြောချင်တာကဒီနေရာမှာကျွန်တော်ကအတန်သွင်းတဲ့သူနဲ့ audio engineer လို့ခေါ်တဲ့အတန်ဖမ်းပေးတဲ့သူနဲ့နှစ်ယောက်အလုပ်လုပ်ရင်တော့ပိုကောင်းမယ်လို့မြင်ပါတယ်အဲ့တော့အတန်ဖမ်းပေးမဲ့သူကလည်းကျွန်တော်ကဒီတိုင်းပဲနော် record clip ကိုနှိပ်ပေးရုံမဟုတ်ဘူးအတန်သွင်းနေတဲ့သူရဲ့နော်အတန်ကိုနားထောင်ပြီးတော့မှဟာသူကအကဲဖြတ်ပေးနိုင်ရမယ်အဲ့တော့ဘယ်နေရာမှာတော့ဘယ်လိုမျိုးမှားသွားပြီနော်ဘယ်နေရာမှာတော့ဘာတွေလိုသွားပြီဘယ်နေရာမှာတော့အတန်ကျသွားပြီဘယ်နေရာမှာတော့အတန်ဝင်သွားပြီစသဖြင့်ဒါတွေမှာကျွန်တော်ကစကားလို့အတန်သွင်းတဲ့အခါမှာဒီ level ကနေချွဲတန်ပါသွားတတ်တယ်လေအဲ့ဒါကိုနားထောင်ပြီးတော့မှဒီညမှာတော့ချွဲတန်ပါသွားပြီဆိုတာမျိုးသူကအကဲဖြတ်ပေးတတ်ရမယ်
နော်ဒီတိုင်း record နှိပ်ပြီးရုံနေမဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့လိုလူမျိုးတယောက်နဲ့အတူတူတွဲလုပ်တယ်ဆိုရင်ပိုကောင်းတယ်အဲ့တော့ recording လုပ်တဲ့လူကကျွန်တော်ကဒီတိုင်းပဲလေကိုအာယုံနဲ့ကိုဖတ်နေတာပေါ့နော်ဖတ်နေတဲ့အတန်သွင်းနေတယ်စကားလုံးတွေစာကြောင်းတွေအပေါ်မှာလည်းကျွန်တော်တို့ကအာယုံစိုက်နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်လိုပြောမလဲဒီကိုယ့်ရဲ့အတန်เนาะကိုယ့်ရဲ့အတန်မှန်မမှန်ကိုယ့်ရဲ့ဒီဘယ်နားမှာစကလုံးမှားသွားတယ်လို့စသဖြင့်ဘယ်နားမှာတော့အမှားပါသွားတယ်လို့ဒါတွေကိုသိပြီးအာယုံမရတာမျိုးတွေဖြစ်တတ်တာပေါ့အဲ့တော့ဘေးကတယောက်ကနေပြီးတော့မှဒါတွေကိုဒီအမှားတွေကိုလိုက်ကြည့်ပြီးတော့မှဘေးကနေကိုကဲပေးနိုင်တယ်ဆိုတော့ပိုကောင်းတာပေါ့เนาะအဲ့ဒါဆိုရင်မှားသွားပြီဆိုရင်မှားသွားတဲ့နေရာမှာချက်ချင်းရက်အဲ့နာကိုဖြတ် recording ပြန်လုပ်เนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ edit ပြန်လုပ်ရတဲ့အပိုင်းတွေမှာလည်းနည်းနည်းလေးတသားသွားမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးလုံနိုင်တော့ကောင်းမယ်အဲ့တော့တယောက်တည်းလောက်ရတဲ့သူတွေအတွက်ကတော့အတက်နိုင်ဆုံးတော့သူကတော့အာယုံ2မျိုးတော့စိုက်ရမှာပေါ့လေနော်အဲ့တော့စာကြောင်းတွေအပေါ်မှာစကားလုံးတွေအပေါ်မှာလည်းကိုယ်အာယုံစိုက်နေရသလိုကိုယ်အတန်ပေါ်မှာလည်းမှားသွားသလားမှန်သွားသလားနော်ဘယ်ညမှာဘာဖြစ်သွားလဲဆိုတော့လေအာယုံစိုက်နေရမှာလို့တော့ပေါ့အဲ့တော့အာယုံ2မျိုးတော့သုံးရမယ်ဆိုတော့အလေးချိန်များလာရင်တော့လေအဆင်ပြေသွားပါလိမ့်မယ်အဲ့တော့ကိုဒီနေရာမှာတော့မှားသွားပြီဆိုတော့ကိုတိလိုက်တာနဲ့ချက်ချင်းအဲ့နေရာကိုရက်ပြီးတော့မှအဲ့မှားသွားတဲ့နေရာကိုဖြတ်ထုတ်ပြီးတော့မှ step ပြန်သွင်းပေါ့နော်ဆိုတော့အဲ့လိုမျိုးလုပ်တဲ့နေရာတွေမှာအကောင်းဆုံးကတော့ကွန်ပျူတာနဲ့ကျွန်တော်ဒီ audio software တွေအသုံးပြုပြီးတော့မှဖမ်းတာတွေကတော့ပို့ပြီးတော့ကောင်းတယ်တော့ပြင်ရတာပိုလွယ်တာပေါ့နော်ဖုန်းနဲ့ကြောက်လဲနည်းနည်းလေးလက်ဝင်တာပေါ့နော်ဖုန်းနဲ့လည်းပြင်လို့တော့မရဘူးမဟုတ်ဘူးဒါပေမဲ့လက်ဝင်တာပေါ့တိတ်တိတ်မမွားလေးလောက်ရတာဆိုတော့လေဆိုတော့အဲ့လိုမျိုးလေးလုံနိုင်တော့ကောင်းမယ်ဒါအဲ့ဒါဆိုရင်တော့ပို့ပြီးတော့အဆင်ပြေမယ်ပေါ့လေနော်ပြီးလို့ရှိရင်ကအတန်အတက်အကျမငြိမ်တာဆိုတဲ့ပြဿနာလေးမေးထားတာရှိတယ်ပေါ့နော်ဆိုတော့အတက်အကျမငြိမ်တာဆိုတာကဘာလို့ဆိုလိုတာလဲဆိုတော့ကျွန်တော်တခြားတော့နားမလည်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်နားလေတဲ့အပိုင်းကနေကျွန်တော်ဘယ်လိုပြကြည့်မယ်ပေါ့အဲ့တော့ကျွန်တော်တို့ရဲ့ဒီ recording တွေလုပ်တဲ့အခါမှာเนาะဒီ narration တွေပြောတာပဲဖြစ်ဖြစ် audio book တွေဖတ်တာပဲဖြစ်ဖြစ်เนาะကျွန်တော်ကြော်ညာတွေ commercial တွေအတန်သွင်းတာပဲဖြစ်ဖြစ် voice over တွေသွင်းတာပဲဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ကျွန်တော်ကအတန်ကိုအနေနဲ့အတက်ကြနဲ့ပြောရတာမျိုးရှိတယ်ပုံမှန်ကျွန်တော်တို့ကစကားပြောတယ်เนาะအခုကျွန်တော်စကားပြောနေတယ်လို့မျိုးဆိုရင်တော့မှပဲတခါတလေမှာကျွန်တော်ကအတန်ကျဲတာမျိုးဖြစ်ကောင်းဖြစ်မယ်တူဝါတာမျိုးဖြစ်ကောင်းဖြစ်မယ်เนาะကျွန်တော်ဒီ public speaking တွေလုပ်တဲ့လူတွေဆိုလည်းဒီလိုပါပဲပုံမှန်တန်နေကြီးပဲကျွန်တော်တို့ကအမြဲတမ်းဒီ volume 3ကိုတန်နေပဲပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကနားလို့မကောင်းလीနော်အဲ့တော့အနေအမြင့်အတက်ကြကျွန်တော်ရေလိုင်းလိုမျိုးပေါ့အတန်ရဲ့ရေလိုင်းလိုမျိုးလေးအနေအမြင့်အတက်ကြလေးနဲ့ပြောတာလေးကတော့ပို့ပြီးတော့မှဆက်ဆောင်မှုရှိတယ်နားထောင်လို့ပိုကောင်းတာပေါ့လीနော်ဆိုတော့ဒါပေမဲ့ audio book တွေမှာတော့များသောအားဖြင့်ကတော့ emotion မပါဘူးပေါ့ emotion မပါတဲ့အခါမှာအတန်ကိုတော့အရင်သိမကစားရဘူးဗျာဒီမှာစာအတိုင်းပဲသူကဖတ်သွားရင်တော်တော်လေးအဆင်ပြေနေပြီအဲ့တော့ dialogue တွေနေရာကြာမှတာလေသူကလည်းသူအဆင်ပြေအောင် dialogue တွေကိုချောချောမွေ့မွေ့ဖြစ်အောင်ပြောသွားတာမျိုးပဲဒါပဲဒါပေမဲ့တယောက်တည်းကပဲပြောရတဲ့အခါမျိုးမှကြာတော့လည်းသိပြီးတော့သိဟိုအတန်ကစားစရာသိမလို့ဗျာတင်မလားအဲ့တော့ audio book တွေမှာတော့များသောအားဖြင့်ကတော့ emotion သိမပါဘူး emotion အရင်မသုံးဘူးစာတိုင်းပဲဖတ်သွားရင်အဆင်ပြေတယ်အဲ့အတွက်ကြောင့်မလို့audio book တွေဖတ်တဲ့နေရာမှာအတန်အတက်အကျမငြိမ်ဘူးဆိုတာကိုအတန်အတက်အကျမငြိမ်ဘူးဆိုတဲ့နေရာမှာအဓိကက volume ကိုဆိုလိုချင်တယ်လို့ကျွန်တော်တော့နားလေတယ်ပေါ့နော်အဲ့တော့ volume ကိုပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ကအတန်ကနော်ကျဲနေရာမှာကျဲမယ်တိုးတဲ့နေရာမှာတိုးသွားမယ်ဒါကိုဆိုလိုတာပေါ့နော်ဒါကိုလည်းကျွန်တော်ကအတန်အတက်အကျမငြိမ်ဘူးအတန်အတက်အကျမငြိမ်ဘူးလို့လည်းပြောလို့ရတာပေါ့အဲ့တော့ကျွန်တော်ကဟုတ်တယ်စချင်းစပြီးတော့နော်အတန်စသွင်းတဲ့အချိန်မှာလူကအင်ပြအားပြလေးနော်အတန်ကိုအသုံးမပြုရသေးဘူးစချင်းစပြောပြီးဆိုတာနဲ့လုံးဝအတော်ဝါရှူပြီးတော့မှဒိန်းဆိုတာလွတ်တဲ့အတန်ဒီလုံးဝအင်ပြအားပြဖြစ်နေတယ်အဲ့ဒါကြောင့်မလို့သူ့ရဲ့ volume ဒီနော် volume ရဲ့အတူတွေဒီနော်ဒီလောက်ပေါ့စသဖြင့်နော်ဒီလောက်ကျယ်တယ်ပေါ့ပုံမှန်ပေါ့နော်ဆိုတော့ပုံမှန်ဒီလောက်အကျယ်ရှိနေတတ်တယ်ပေါ့အဲ့လိုပဲပြောရင်နဲ့4 5 6ခွန်းလောက်ပြောရင်နဲ့ဆိုတော့အတန်ရဲ့သဘောတရားကြီးပြောလာအများလာရင်မြကျွန်တော်ကလူကလည်းမောလာတာနော်မောလာတဲ့အခါကျတော့အတန်ကလည်းပြောရင်တဖြည်းဖြည်းကြလာတာတိမ်ဝင်လာတာပေါ့နော်အတန်လေးကဒီလိုလေးတိမ်ဝင်လာတာဆိုတော့အဲ့တော့နောက်ပိုင်း4 5 6ခွန်းလောက်ပြောပြီးနောက်ပိုင်း10ခွန်းလောက်နောက်ပိုင်းရောက်သွားတဲ့အခါမှာအတန်ရဲ့ volume တဖြည်းဖြည်းလျော့သွားတူသွားတော့အဲ့နောက်ပိုင်းသူတောက်လျှောက်ကအတန်လိုင်းလေးကတူသွားတော့အဲ့တော့ကျွန်တော်တို့ကွန်ပျူတာမှာဒီအတန်ဖန်တဲ့ software တွေမှာကြည့်လိုက်လို့ရှိရင်အတန်လှိုင်းလေးတွေမြင်ရတတ်တယ်နော်ဆိုအဲ့အတန်လှိုင်းလေးတွေကျဲနေတာမျိုးဆိုရင် volume ကျဲနေတယ်သူအတန်လှိုင်းလေးတွေကတေးသေးလေးပဲရှိရတယ်ဆိုရင်
အဲ့နာမှာအတန်ကတိုးသွားတယ်ပေါ့ဆိုတော့ဒီသဘောတရားကိုယူဆလို့ရတယ်ပေါ့ဆိုတော့ဒီနေရာမှာအတန်အတက်ကြမငြိမ်ဘူးဆိုတာဒါအောင်ဆိုလို့ချင်းတယ်လို့တော့ကျွန်တော်နားလိုက်တယ်အလွဲနေရဆိုလို့ရှိရင်လည်းကျွန်တော်ထပ်ပြီးတော့เนาะဘာအောင်ဆိုလို့ရလဲဆိုတာကိုတိုက်ပြီးသေးစိတ်ဆွေးနွေးလို့ရပါတယ်เนาะအဲ့တော့အဓိကကတော့အဲ့ volume ကျေရာနေစပြီးတော့မတဖြည်းဖြည်းပြောရင်အတန်နေပြီးကြာသွားတာကြာပြီးတော့နောက်ပိုင်းဒီမှာအတန်လေးကတိုးသွားတတ်တာပေါ့ဆိုတော့နားထောင်တဲ့သူအတွက်ကလည်းစစချင်းမှာကျေပြီးတော့နောက်ပိုင်းမှာတိုးသွားတော့တိတ်နာလို့မကောင်းဘူးပေါ့လေဆိုတော့အဲ့ဒါမျိုးကကြတော့အတန်ရဲ့သဘောတရားအရတော့ဖြစ်တတ်တယ်ပြောပါများလာတာနဲ့မြအတန်ကြာလာတော့အဲ့လိုမျိုးမှာဆိုရင်ကျွန်တော်ကဘာလုပ်ဖို့လိုလဲကြတော့နာပြီးတော့တွင်းပေးဖို့လိုတယ်ပြီးရင်အသက်ရှူဖို့လိုတယ်အဲ့တော့ပုံမှန်အပြင်ဆိုရင်ကျွန်တော်ဝက်ကြတစ်ကြောင်ဆုံးသွားပြီဆိုတာ ਨੇ 3စက္ကန့်လောက်လေးခဏနာအသက်ရှူနောက်တစ်ခုပါရှူပြီးတော့မှဆက်ပြောဝါကြတဲ့ကြောင်ဆုံးတာ ਨੇ ခဏနာ3စက္ကန့်လောက်နာအသက်ရှူဆက်ပြောဆိုတော့အသက်ရှူလိုက်ပြောလိုက်ရှူလိုက်ထုတ်လိုက်ပုံစံမျိုးမှာဆိုတော့အသက်လဲလေးရလဲဝရှူထားပြီးသားဖြစ်တဲ့ကြောင့်မလို့ပြန်ထုတ်တဲ့အခါမှာလေအင်ပြေအားပြင်းနဲ့ထုတ်နိုင်တယ်အဲ့တော့အတန်ကလေပဲညီနိုင်တယ်ပေါ့နော်ပြီးတော့ဝက်ကြတဲ့ကြောင်အတွင်းထဲမှာတော့မှကျွန်တော်တို့ကစကစုလေးတွေရှိတယ်လीနော်စကစုလေးတွေအဲ့စကစုလေးတွေခြားထဲမှာလည်းကျွန်တော်ကအဖြက်လေးတွေရှိတာပေါ့အခုလိုမျိုး recording လုပ်မယ်ဆိုလို့ရှိရင်လည်းအဲ့နားလေးတွေကကျွန်တော်နားပြီးတော့ပြောသွားပြီးပို့လို့တစ်ဆက်တည်းပြောသွားတဲ့ဆိုင်အဲ့လိုစကစုလေးတွေခြားထဲမှာလည်းနားသွားဖို့ပေါ့ဆိုတော့အဲ့စကစုလေးတွေခြားထဲကတော့အများကြီးတော့နားလို့တော့မရဘူးပေါ့ဗျာခဏပေါ့ဆိုတော့ခိုးရှူရမှာပေါ့အသက်ရှူရင်လည်းအဲ့နားလေးမှာခိုးပြီးရှူရမှာပေါ့ဆိုတော့အလားလေးဒီကတော့လေ့ကျင့်ဖို့လို့များများပြောပြီးများလေ့ကျင့်ဖို့တော့လို့တာပေါ့အဲ့အသက်လေးတွေအဲ့လိုခိုးရှူတတ်လာပြီဆိုရင်တော့လေကိုလုံလောက်ကျွန်တော်တို့ရမယ်ရပြီးတော့မှအတန်ပြန်ထုတ်တဲ့အခါမှာလေအတန်ကဒီအင်ဘီအပြင်းနဲ့ထွက်လာမယ်ပေါ့အဲ့တော့အလိုမျိုးနားပြီးတော့ပြောပြီးအဲ့တော့ပြဿနာတစ်ခုရှိတာကြတော့အခုဒီ online မှာရှိနေတဲ့ audio book channel တွေเนาะဒီနောက်ခံစကားပြောတဲ့ channel တွေမှာအချိန်နဲ့လူပြီးအလုပ်လုပ်ရတာမျိုးကိုကျွန်တော်တို့ကြုံရတယ်အဲ့တော့ကို channel အတွက်ဆိုလို့ရှိရင်လည်းကို channel မှာအလင်းမီဖို့အတွက်မြင်သွင်းရတာမျိုးတွေရှိသူများလာအပ်လို့ရှိရင်လေ client ကလာအပ်ပြီဆိုရင်လေအဲ့ဒီလာအပ်တဲ့ client တွေတော်များများကမြန်လိုချင်နေဆိုတဲ့လူတွေများတယ်တချို့ဆိုရင်နေချင်းနော်တနေ့ကိုဒါပါတော့3-4မိနစ်စာရှိတဲ့ဗီဒီယိုအတွက်တနေ့ကိုအဲ့လိုမျိုး9ပုတ်6ပုတ်ချို့ဆို10ပုတ်လောက်ထိလိုချင်တဲ့လူတွေရှိတယ်အဲ့လိုမြန်သွင်းပေးနိုင်မလားမြန်သွင်းပေးနိုင်တဲ့သူတွေဆိုရင်လေသူတို့ကလိုချင်တာပေါ့နော်အဲ့တော့မြန်ကောင်းတတ်တာပေါ့မြန်လဲလိုချင်တယ် quality လည်းခေါင်းအောင်မယ်ဈေးလည်းတတ်တာရမယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်ဒါတော့အခုဒီ online မှာဒီ content တွေမှာဒီ narrator တွေ audio book reader တွေကြုံနေရတဲ့ခက်ခဲလို့ပဲကျွန်တော်ပြောရမှာပေါ့တချို့ကတော့ကြည်နက်ကြီးနဲ့အဲ့ဒါကိုလုံးနေကြလာတော့မပြောတတ်ဘူးပေါ့နော်ကျွန်တော်ကတော့တိတ်သဘောမကျမြန်လဲလိုချင်တယ်ဈေးကြတော့လေထင်သလားမပေးချင်ဘူးဆိုတော့client ရဲ့လူတွေအများကြီးပေါ့တနည်းအားဖြင့် YouTube channel တွေအဲ့လိုမျိုးနော် audio book channel တွေပြီးရင်အဲ့လိုမျိုးနောက်ခံစကားပြောတဲ့ channel တွေကတော်တော်များများအဲ့လိုသိမပေးချင်ကြဘူးပုံမှန်ကျွန်တော်တို့ studio လောကအပြင်မှာအတန်တွေတွင်းကြတယ်ဆိုလို့ရှိရင်မြန်လို့ချင်းအမြန်ကြီးဆိုတာရှိတယ်ပုံမှန်ဆိုရင်တော့မှပဲ professional ကြီးဆိုတာရှိတယ်ဆိုတော့အတန်တွင်းတာဒီလေကျွန်တော်တို့ကအန်လေးတွင်းရတာကွာ recording လေးလုပ်ခွက်နဲ့ခောက်တွင်းလိုက်ဘာခက်လို့တော့အဲ့ဒါကိုဘာလို့စိအများကြီးယူနေရတာမဟုတ်အတန်တွင်းတဲ့နေရာမှာလည်းသူ့အန်သူစိလေးက professional ရှိထိုက်တဲ့စီကိုပေးရမယ် okay ထားပါတော့ဒါကျွန်တော်ပြောရင်လည်းတော့ကြာစကားလမ်းကြောင်းလွှဲသွားမှာဆိုလို့နော်ဆိုတော့အဲ့ volume အတက်ကြဖြစ်နေသလားနော်အဲ့ဆိုနားပြီးတော့ပြောပြီးအဲ့တော့ချို့နေရာတွေမှာမဖြစ်မနေလို့တိုးသွားတာမျိုးကြီးလဲဖြစ်တယ်အားကြရင်ကျွန်တော် recording မှာအဲ့ဒီအတန် file ကိုကျွန်တော်တို့ကပြန်ညှိလို့ရတာပေါ့နော်အဲ့တိုးသွားတဲ့နေရာကိုကျွန်တော်တို့က split လုပ်ပြီးရတယ်အဲ့တိုးသွားတဲ့နေရာ volume ကိုအရှိကကျဲတဲ့ file က volume နဲ့ level ပြန်ညှိဆို editing မှာတော့လုပ်အောင်အဲ့တော့ဒီနေရာမှာလည်းပြောချင်တာက editing လုပ်ဖို့အပြင်မှာ ਨੇ ကျွန်တော်များသောအားဖြင့် audio
audio တွေအတန်သွင်းပြီဆိုလို့ရှိရင်အခုဒီ online ပေါ့ဗျာနော် online content တွေအတွက်ခုနက audio book တွေအတွက်ဒီနောက်ခံစကားပြောတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်တထိုင်နေတဲ့အမားကင်းနဲ့တွင်းချင်ကြတယ်အဲ့ဒီပြန်လို့ဖို့ပြင်းတယ် audio book တွေဆိုပို့ဆိုတော့ဗျာစာမျက်နှာတွေအများကြီးနဲ့ဆိုတော့ minute တွေအရှည်ပေါ့တော့ audio တော့ edit ပြန်လို့ဖို့ပြင်းကြတယ်လေနော်မလုပ်ချင်ကြဘူးပေါ့ဆိုတော့မဟုတ်ဘူးဘယ်လောက်ပဲ audio book စာမျက်နှာများတဲ့ audio book minute များတဲ့ audio book ပဲဖြစ်ဖြစ်ကျွန်တော် edit ကတော့မဖြစ်နေလို့ဘူးလို့လုပ်တင်တယ်အဲ့ဒါမှတကယ် quality ကောင်းကိုကိုယ့်ရဲ့ audience ကိုကိုပေးနိုင်မှာပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီထိုင်နေနေအများကြီးတွင်းထားတဲ့စာရင်တခါတွင်းရင်နည်းနည်းအမှစာမျက်နှာနဲ့ဆိုရင်တခါတွင်းရင်10မျက်နှာ15မျက်နှာလောက်တွင်းလိုက်တွင်းပြီးတော့တာနဲ့အဲ့ဒါကိုကျွန်တော်ကအဲ့အတန်တီးဖြတ်ပြီးမဲ့သူပို့လိုက်အဲ့ကြောင့်ကျွန်တော်အနည်းဆုံးလူ2ယောက်နဲ့အလုပ်လုပ်ဖို့လိုရဲဆိုတော့ကျွန်တော်ပြောတာတယောက်ကအတန်သွင်းမယ်တယောက်ကအတန်တွေကို edit လုပ်မယ်အတန်ဖမ်းရင်လည်းဖမ်းမယ် edit လုပ်မယ်အခုကအတန်သွင်းတဲ့လူကကိုယ့်ကိုသွင်းနေဆိုရင်တော့နောက်တစ်ယောက်ဒီအတန်တွေကိုထိဖြတ်ပေးရအဲ့တော့ကိုက10မိနစ်15မိနစ်စာလောက်သွင်းပြီးရတယ်အဲ့ file တွေကိုတခါတည်းအဲ့အတန်သွင်းမဲ့လူကိုပေးလိုက်အတန် edit လုပ်မဲ့လူကိုပေးလိုက် edit လူကလည်း edit လုပ်တဲ့လူကလည်း10မိနစ်15မိနစ်ဆိုတော့သူ့တက်ကလည်းအရင်ဝန်တော့ဝန်ဖို့မဖြစ်ဘူးဟိုဘာလေးနဲ့တော့သူအချိန်ယူပြီးတော့ edit တေချာလုပ်လို့ရတယ်ခုနကလိုအတန်မကြီးတာတွေကို level တွေညှိပေးလို့ရတယ်မာနေရာတွေကိုဖြတ်ပေးလို့ရတယ်အသက်ရှူတန်းတွေပြင်းပြင်းနေပါသွားပြီဆိုရင်ဖြတ်ပေးလို့ရတယ်နော် noise တွေအရင်များနေဖြတ်ပေးလို့ရတယ် short ပေးလို့ရတယ်ချိန်ယူပြီးတော့သူ edit လုပ်လို့ရတယ်အဲသူ edit လုပ်နေတဲ့အချိန်မှာကိုကနောက်ထပ်စာမျက်နှာ10မျက်နှာ15မျက်နှာတခါတည်းဖတ်အဲ့လိုမျိုး rotate လဲပတ်သွားပြီဆိုလို့ရှိရင်အရင်ဒီမခက်ခဲတော့quality လည်းအရင်မကြတော့ဘူးပေါ့နော်တချို့ audio book channel တွေမှာကျွန်တော်လည်း audio book နားထောင်တာဝါနာပါတော့YouTube မှာ audio book channel တွေမှာကျွန်တော်ဝင်ပြီးတော့နားထောင်နေရှိတယ်တချို့ channel တွေမှာဆိုဘယ်လိုဖြစ်လဲဆိုတော့အမှားတော်များတယ်ဥစားဖတ်သွားတယ်ဗျာထောက်ဆိုမှားသွားတယ်အိမ်မှားသွားတာကြီးကိုကျွန်တော်က edit မလုပ်လိုက်ဘူးအိမ်မှားသွားတဲ့အတိုင်းကြီးကအဲ့အတန် file တွေမှာပါလာတယ်အိမ်မှားသွားတယ်သူတို့ပြီးတော့မှစသူပြန်သွင်းတယ်မှားသွားတဲ့နေရာကိုပြန်ပြောတယ်ပေါ့နော်ဆိုတော့အဲ့ဟာကြီးကနည်းနည်းပါလာတယ်ဗျာအဲ့တော့ထားပါတော့ကျွန်တော်ကမိနစ်20လောက်ရှိတဲ့ဗီဒီယိုတစ်ပုဒ်မှာတစ်ခါလောက်နှစ်ခါလောက်လေးပါသွားတာပြဿနာမရှိဘူးနည်းနိုင်တယ်မှာနည်းသွားတော့ကောင်းတာပေါ့တချို့ဗီဒီယိုတွေမှာမိနစ်20လောက်ရှိတဲ့ audio book ဗီဒီယိုတစ်ပုဒ်မှာအမက3-5ခါလောက်ပါတယ်အနားထောင်တာသိ feeling မလာတော့ဗျာတချို့ channel တွေကျတော့ဘာရှိလဲဆိုတော့အတန်သွင်းတဲ့ record quality မကောင်းတာပေါ့အတန်ကြီးကဝတူဝါတာကြီးနဲ့မကြည်မလင်ဖြစ်နေရမျိုးတွေဆိုတိတ်နာမထောင်ချင်ဘူးအဲ့လိုမျိုးဖြစ်တတ်တာပေါ့အဲ့ကြောင့်မလို့ audio မှာလည်းကျွန်တော်တို့က record editing လုပ်ဖို့လိုပါတယ် editing ကိုလည်းမပြင်းပါနဲ့နော် edit မှာကျွန်တော်တို့လိုလိုပြန်ပြီးတော့ပြင်လို့ရပါတယ်နော်အဲ့တော့ edit မှာလိုလိုပြင်လို့ရတယ်ဆိုပေမဲ့လည်း recording မှာကလည်းအကောင်းဆုံးအမှားယွင်းအနည်းဆုံးသွင်းနိုင်တာတော့ပိုကောင်းပါတယ်နော်အဲ့တော့ edit လုပ်ဝင်မဲ့သူရှိတာပဲငါတို့ဖြစ်လို့သွင်းလိုက်မယ်ဆိုပြန်ရင်လည်းမဟုတ်ပါဘူးနော် edit တွေကျွန်တော်ကပိုကောင်းအတန်လေးကိုချောမွေ့အောင်ပဲကျွန်တော်တို့ပိုကောင်းအောင်လုပ်နိုင်တာပေါ့အရင်ကြီးဆိုလို့ရှိရင်ဗျာမိတ်တူကောင်းမှမူရင်းကောင်းမှမိတ်တူကောင်းတယ်ဆိုတဲ့သဘောမျိုးပေါ့နော်တို့မူရင်းစာရွက်ကလုံးဝ quality ကြည်တောင့်ရှင်းနေမှာမိတ်တူဆွဲတဲ့အခါမှာလေကြည်ကြည်လင်းလင်းထွက်လာမှာပေါ့နော်ဒီသဘောတရားအတိုင်းပေါ့နော်အဲကြောင့်မလို့ပါedit လုပ်ဖို့လည်းလိုပါတယ်လို့အဲ့လိုမျိုးအတွက်တွေဆိုလို့ရှိရင်လည်းကျွန်တော်လောက်ရမယ့်နီလန်လေးတွေလည်းကျွန်တော်ကြိုပြီးတော့နည်းနည်းပြောပြချင်တယ်ပေါ့နော်ခုနအရှိမပြောခဲ့တာကတော့အခြေအနေလေးတွေကိုပြောပြခဲ့တာပေါ့အဲ့တော့ကျွန်တော်တို့အရင်ဆုံးကတော့ကိုသွင်းရမယ့် script ကိုကြိုပြီးတော့ဖတ်ထားဖို့လိုတယ်နော်ဖတ်ထားဖို့လိုတယ်အခုဒီမိကုန်းကိုမေးထားတဲ့เนาะညီကိုမောင်နှမတို့ရဲ့ audio book channel ဆိုလို့ရှိရင်လည်းကျွန်တော်ဝင်ပြီးလေ့လာကြည့်လိုက်တဲ့အခါမှာအများဆုံးเนาะမိနစ်30 40เนาะ15မိနစ်เนาะဒီလိုဝင်းကျင်လောက်ဗီဒီယိုတွေပဲများပါတယ်เนาะတနာကြီးကျော်တို့เนาะနာနာကြီးစာတို့အဲ့လိုမျိုးဗီဒီယိုတွေတိတ်မတွေ့ရအောင်เนาะဆိုတော့ဒီလိုမျိုးမိနစ်ဒီတနာကြီးအောက်ပေါ့เนาะတနာကြီးအောက်ဝင်းကျင်ရှိတဲ့ script တွေဆိုလို့ရှိရင်မိတ်ဆွေတို့ကြိုပြီးတော့ဖတ်ဖို့အတွက်အဆင်ပြေနိုင်ပါတယ်အဲ့တော့ကိုကဒီတထိုင်เนาะဒီမိနစ်40စာတထိုင်နေမဖတ်နိုင်သေးဘူးဆိုရင်တော့မှပဲတော့ recording မလုပ်ခင်เนาะအမှ recording 9မျက်နှာစာအရင် recording လုပ်မယ်ဆိုရင်အဲ့9မျက်နှာစာကိုကျွန်တော်ကအရင်ကြိုဖတ်တာဒါမှမဟုတ်ရှင်လည်းမနှက်ဖြန်လို့ recording လုပ်တော့မယ်ဆိုလို့ရှိရင်ဒီနေ့လိုနေ့တည်းကတခါတည်းအဲ့ script တွေကိုကျွန်တော်ကဖတ်တာအဲ့ဇာတ်လမ်းကိုကျွန်တော်တခါတည်းဖတ်တာအဲ့ဝတ္ထုကိုတခါတည်းဖတ်တာအဲ့ဒါမှကျွန်တော်ကစကားလုံးတွေရဲ့
ဒါအတူတွေသိမယ်ဘယ်စကလုံးသားရောက်ရင်တော့ငါမှားတတ်တယ်ဆိုတာသိကွာသိနေမယ်နော်တချို့ဝိထုတွေမှာဆိုရင်ပတ်စစ်အော်လေးနေပါဠိစကားလုံးတွေပါတတ်တယ်လေနော်ပါဠိစကားလုံးတွေကျွန်တော်ကဘုံဆိုရုပ်ရည်ကြီးတွေ့လိုက်တဲ့အခါမှာမှားသွားရောအဲ့တော့ပြန်တွေ့ရပြန်ရောဆိုတော့အတက်နိုင်ဆုံးတော့ကြိုဖတ်ထားတာအကောင်းဆုံးပဲနော်ပြီးနောက်တစ်ခုကကြတော့ကျွန်တော်တို့နှကန်းနဲ့မျက်နှာရဲ့ကြွက်သားလေးကျင့်ကန်တွေလုပ်ဖို့လိုပါတယ်နော်အဲ့တော့နှကန်းလေးကျင့်ကန်တွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘူးမုတ်တာပေါ့နော်နော်ဟိုကျွန်တော်ဗီဒီယိုမှာလည်းကျွန်တော်တစ်ခါလုပ်ပေးထားပါတယ်နော်အဲ့လိုဘူးမုတ်တဲ့လေ့ကျင့်ခန်းပေါ့နော်ဘူးဆိုပြီးအဲ့လိုဘူးမုတ်တဲ့လေ့ကျင့်ခန်းလေးလုပ်ပြီးနှကန်းကြွက်သားတွေပြောမယ်ပြီးရင်ကျွန်တော်ဝါတာနောက်တစ်ခုအားရပါရဝါစားတဲ့နော်အဲ့လိုမျိုးနော်လေ့ကျင့်ခန်းတွေအဲ့ဆိုဒီမျက်နှာအကျော်တွေကျွန်တော်ရော့တယ်နော်ဒီလိုမျိုးလေ့ကျင့်ခန်းလေးလုပ်ပြီးအဲ့တော့ဒီမျက်နှာကြွက်သားတွေနှကန်းကြွက်သားတွေရော့နေမှစကလုံးတွေကိုပြီးပြင်းနဲ့တော်တော်လက်ထွက်နိုင်မှာနော်ဆိုတော့ဒီမျက်နှာကြွက်သားတွေနှကန်းကြွက်သားတွေတင်းနေတယ်ဆိုရင်ကျွန်တော်ကအလုပ်ကောင်းကောင်းမလုပ်စကလုံးတွေသိချာမထွက်နိုင်တော့အားကြောင့်မလို့အဲ့လေ့ကျင့်ခန်းတွေကလည်းလုပ်ပြီးဖို့လိုတယ်နော်တချို့လေ့ကျင့်ခန်းတွေဆိုရင်ကျွန်တော် YouTube channel မှာဗီဒီယိုတွေတင်ပေးထားတယ်နော်ခဲနံကိုကြိုက်ပြီးတော့မှစကလုံးတွေကိုပြီးပြီးအောင်လေ့ကျင့်တာတို့အတက်ရှူလေ့ကျင့်တာတို့လေ့ကျင့်ခန်းတွေကျွန်တော်တင်ပေးထားရလည်းရှိရနော်တွားပြီးတော့ကြည့်လို့ရပါတယ်ဆိုတော့လိုရတဲ့လေ့ကျင့်ခန်းတွေကိုလည်းလုပ်ပေးဖို့လိုတယ်ပြီးရင် recording လုပ်တဲ့အခါမှာလည်းကျွန်တော်ကပုံမှန်ပဲစာရွက်စာအုပ်ကြီးကိုင်းပြီးတော့မှတောင်းရွယ်ဒီတိုင်းပဲသွင်းတာတဲ့ဆက်လို့ရှိရင်ပေါ့ပါ relax ပေါ့နော်လဟန်ချီဟန်ပိုင်းပါမယ်ခေါင်းငိမ့်စရာရှိနေမယ်နော်ကျန်းတရားကြီးရမ်းမယ်ကိုပြောတဲ့အကြောင်းအရာပေါ်မှာစကားလုံးတွေပေါ်မှာလိုက်ပြီးတော့မှလိုက်တဲ့ဘာဝကြတဲ့လှုပ်ရှားမှုမျိုးတွေလှုပ်ပြီးတော့မှတွင်လဲပိုကောင်းတာပေါ့နော်အဲ့တော့ဟိုအရင်တခြားသော noise တွေမပေါအောင်တော့လည်း cue site ပေါ့နော်ဆိုတော့အဲ့လိုမျိုး relax နေပြီးတော့မှကျွန်တော် recording လုပ်တယ်ဆိုရင်လေပိုကောင်းတဲ့ကျွန်တော်အတန်ထွက်တဲ့စနစ်တွေနော်ဖြစ်လာမှာဖြစ်တယ်လူကလည်းကိုကပို့ပါဖြစ်နေပြီဆိုတဲ့အခါစကားလုံးတွေပေါ်မှာလည်းအရင်ကတန်ရှင်မရှိတော့ဘူးနော် PR တွေမရှိတော့ဘူးပေါ့ဒါဆိုရင်ကျွန်တော်မှားရင်နေသွားပါလိမ့်မယ်ပြီးနောက်တစ်ခုကကြတော့စာကြောင်းတွေကိုကြိုပြီးကြည့်တတ်တဲ့လေ့ကျင့်လုပ်ပြီးပါအဲ့ဒါကကိုကရှေ့စာကြောင်းကိုကသွေးဖတ်နေပြီပေါ့နော်ရှေ့စာကြောင်းဖတ်နေပြီဆိုရင်အဲ့ရှေ့စာကြောင်းဆုံးတဲ့နီးလောက်မှာဆိုရင်နောက်စာကြောင်းကိုနော်နောက်ထပ်စာကြောင်းရဲ့အစတနည်းအားဖြင့်နောက်စကလုံးတွေကိုကျွန်တော်မျက်လုံးကကြိုမြင်လေးရှိတယ်ကြိုပြီးတော့ကြည့်လို့ရတယ်အဲ့လိုကြိုပြီးကြည့်ပေးအဲ့တော့ရှေ့ရစာကြောင်းဆုံးသွားပြီဆိုတော့မှနောက်စာကြောင်းကိုကျွန်တော်ကကြည့်ရဆိုလို့ရှိရင်အဲ့မှာရုပ်တရက်စကလုံးထောက်သွားတာစကလုံးဖြစ်သွားတာအဲ့မှာရုပ်တရက်မှားသွားတာမျိုးဖြစ်တတ်တယ်နော်အကြောင်းမလို့နောက်စကလုံးရှေ့ရစကလုံးကိုကြည့်ပြီးဖတ်ပြီးရတယ်ကျွန်တော်နောက်စကလုံးတွေကိုကြိုပြီးတော့မှကြည့်တတ်ဖို့လိုတယ်အဲ့ဒါကိုလည်းလေ့ကျင့်ဖို့လိုပါတယ်နော်အမှဒါပဲတော့မင်္ဂလာပါနေကောင်းလားပေါ့အဲ့တော့ကျွန်တော်ကရှေ့စကလုံးကိုမင်္ဂလာပါလို့မြင်လိုက်ပြီးဆိုတာနဲ့ကျွန်တော်အုံနောက်ကလည်းဒါကိုမင်္ဂလာပါဆိုတာကိုသိသွားပြီအဲ့အချိန်မှာဆိုတာနဲ့ကျွန်တော်ကနောက်စကလုံးကိုဆက်ပြီးတော့ကြည့်လိုက်တော့နေကောင်းလားကိုကျွန်တော်မြင်သွားပြီအဲ့တော့မင်္ဂလာပါနေကောင်းလားဆိုတာကိုကျွန်တော်ကမမှားဘဲနဲ့တခါတည်းဖတ်နိုင်တယ်အဲ့တော့မင်္ဂလာပါဆိုတာကိုသုံးသွားပြီးတော့မှနောက်စကလုံးကိုနေကောင်းလားဆိုတာကိုနေဆိုတဲ့စကလုံးကိုကျွန်တော်ကအဲ့တော့မှမြင်နေဆိုရင်မြင်တဲ့ပုံမှာအုံနောက်ကပြန်ပြီးတော့မှဒီစကလုံးကိုပြန်ပြီး translate လုပ်ရတာနဲ့ဆိုရင်ဂျားထဲမှာ gap တွေဖြစ်ပြီးတော့မှမှားတတ်တယ်နော်အဲ့ဒါစကလုံးတွေကိုကြိုပြီးတော့မှကြည့်တတ်တဲ့အလေးချက်လေးလုပ်ပြီးပါနော်ကျွန်တော်တို့ TV တွေ radio တွေမှာသတင်းကြေညာတဲ့သူတွေအမှားယွင်းနေနဲ့စကလုံးတွေကိုတောက်လျှောက်နော်ပြောသွားတယ်အမှားယွင်းလဲနေတယ်ဆိုတဲ့အခြေအနေမျိုးတွေကအဲ့ရှေ့စကလုံးနဲ့နောက်စကလုံးတွေကိုကြိုကြည့်တတ်တဲ့အလေးအကျင့်တို့မှရှိနေလို့ပါရှေ့စကလုံးတွေမဆုံးခင်မှာနောက်စကလုံးတွေကိုကြိုကြည့်ထားတဲ့ကြောင့်မလို့အုံနောက်ကလည်းကြိုပြီးတော့အဲ့ဒါကိုအလုပ်လုပ်ထားတာဖြစ်တဲ့ကြောင့်မလို့ကိုပါဇက်ကထွက်တဲ့စကလုံးတွေကလည်းမှန်သွားတတ်တာပေါ့နော်အဲ့တော့ဒီခါလေးမှာတို့ကဖြစ်တတ်တယ်လीနော်စကလုံးမှာရေးထားတာကကာကြီးရရေးငတ်တာကျင်အဲ့တော့အဲ့ကျင်ဆိုတဲ့စကလုံးကိုကျွန်တော်ကကြိုပြီးတော့မမြင်ထားဘူးပေါ့အနားရောက်တော့မှဒိန်းဆိုကျင်ဆိုတဲ့စကားလုံးကိုမြင်လိုက်တဲ့အချိန်မှာအုံနောက်ကကျင်ဆိုတာကိုချက်ချင်းအလုံးမလုပ်ဖိနေကိုပါဇက်ကထွက်လာတာဒီဘာဖြစ်သွားလဲကြာဆိုပြီးမှဖြစ်သွားတယ်အဲ့တော့ကျင်နဲ့ကြာနေမှာမှားသွားရောနော်ဆိုတော့ဒီလိုအဓိပ္ပာယ်မျိုးပါအဲ့တော့စကားလုံးတွေကိုကြိုပြီးတော့မှကြည်တတ်တဲ့လေ့ကျင့်တွေများလုပ်ပေးပါများလေ့ကျင့်ပေးပါပေါ့နော်ဆိုတော့ဗီဒီယိုကတော့တော်တော်လေးတော့ရှည်သွားပြီဒါပေမဲ့လည်းမေးထားတဲ့ညီကောင်မောင်မတို့အတွက်ပြည့်စုံလေးလေးဖြည့်ပေးချင်တာဖြစ်တဲ့ကြောင့်မလို့တော့နည်းနည်းတော့ရှည်သွားတယ်အသုံးဝင်မယ်လို့လည်းယူဆပါတယ်အဲ့တော့ထပ်ပြီးတော့မှ
တည်ချင်တာရှိသေးတယ်ဆိုလို့ရှိရင်လည်း comment တွေမှာမှန်ပြီးတော့မေးကြလို့ရပါတယ်အဲ့တော့ဗီဒီယိုတွေမှာတော့ကျွန်တော်ဒီလောက်ပဲကျွန်တော်ပြောလို့ရတယ်နော်မိနစ်အပိုင်းခြားရလဲအရင်ကြာသွားလို့ရှိရင်လည်းကျွန်တော်ဗီဒီယိုတွေပြန်ပြီး upload လုပ်ရတာတွေ edit ပြန်လုပ်ရတဲ့နေရာတွေမှာလည်းခိုင်ခိုင်ရှိတယ်မိတ်ဆွေတို့ပြန်ကြည့်ရတဲ့နေရာမျိုးမှာလည်းအချိန်ပေးပြီးကြည့်ရတာဖြစ်တဲ့ကြောင့်မလို့เนาะဗီဒီယိုတွေနဲ့ပြန်ပြီး reply လုပ်ရတဲ့အခါမှာတော့နည်းနည်းတော့ limit တော့ရှိတာပေါ့လေเนาะအဲ့တော့ဒီနေရာမှာလည်းတခါတည်းကြုံလို့ပေါ့เนาะကြော်ညာဝင်နေပဲပြောပေါ့เนาะအဲ့တော့ဒီလိုမျိုး recording လုပ်တဲ့အခါမှာအခက်အခဲတွေတွေ့တာပဲဖြစ်ဖြစ်เนาะအတန်သွင်းတဲ့အခါမှာကိုယ့်ရဲ့ဒီနေစနစ်ပိုင်းနေနဲ့เนาะနေစနစ်ပိုင်းနေနဲ့ပဲဖြစ်ဖြစ်เนาะဒီလေးသိန်းနဲ့ပတ်သက်တာကြီးပဲဖြစ်ဖြစ်အတန်နဲ့ပတ်သက်ပြီးတော့เนาะ recording နဲ့ပတ်သက်ပြီးတော့အစုံတစ်ခုအသေးစိတ်ဆွေးနွေးနေတယ်ဆိုလို့ရှိရင်လည်းကျွန်တော်နဲ့ appointment ယူပြီးတော့ဆွေးနွေးလို့ရပါတယ်အဲဆိုရင်တော့ပို့ပြီးတော့မှเนาะအသေးစိတ်တွေကျွန်တော်ဆွေးနွေးလို့ရမှာဖြစ်တယ်ကိုယ့်ရဲ့လုပ်ငန်းမှာဘယ်လိုကြုံတွေ့နေရတယ်လဲကိုယ့်ရဲ့လုပ်ငန်းကဘယ်လိုလဲပတ်နေတယ်လဲအဲ့ပေါ်မှာဘယ်လိုလုပ်ရင်ပိုကောင်းလဲဆိုတဲ့ဟာမျိုးလေးတွေလည်းကျွန်တော်တို့အသေးစိတ်ဆွေးနွေးလို့ရပါတယ်အဲ့ဒီဘက်ကိုလည်းကျွန်တော်တို့ကတနာရီစာတစ် session ကိုလည်းတိတ်တောင်းကနန်းဝင်ကျင်လောက်နေပဲကျွန်တော်တို့ယူထားပါတယ်ပေါ့နော်တောင်းကနန်းဝင်ကျင်လောက်နေပဲကျွန်တော်တို့ session လေးတွေစုံပြီးတော့မှကျွန်တော်တို့ appointment ယူပြီးတော့မှလည်းဆွေးနွေးလို့ရပါတယ်ဗျအဲ့တော့ဆွေးနွေးနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်အခုဒီမှာပြထားတဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်ပြီးတော့မှလည်းကျွန်တော်တို့ Viber ပဲဖြစ်ဖြစ် Telegram ပဲဖြစ်ဖြစ်ဖုန်းဆက်ပြီးပဲဖြစ်ဖြစ်ဆက်သွယ်လို့ရပါတယ်နော်ဆိုတော့ဒါဆိုရင်တော့ကျွန်တော်တို့ appointment မှာနော်ကျွန်တော်တို့နိုင်တဲ့အချိန်ယူပြီးတော့မှ ACC ဆွေးနွေးလို့ရတာနော်ရမှာဖြစ်ပါတယ်နော်အဲ့တော့ဒါလေးကလည်းကျွန်တော်မိတ်ဆွေတို့အတွက်ကျွန်တော်တက်နိုင်ဆုံးကူညီပေးလို့ရတဲ့နေလမ်းမျိုးနဲ့နော်ကျွန်တော်အချိန်ပေးပြီးတော့ကူညီပေးတာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်ဒီအခါချင်းငွေဆိုတာဟာလည်းကျွန်တော်ပေးရတဲ့အချိန်ပေါ်မှာပဲကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်တော့လက်ဖေးပိုးလောက်တာပဲကျွန်တော်ပြန်ပြီးတော့ယူမှာဖြစ်ပါတယ်ပေါ့နော်မိတ်ဆွေတို့တက်လည်းအရင်ငုံလို့ပို့မဖြစ်အောင်ကျွန်တော်ဘက်ကလည်းကူညီရလည်းရအောင်ပေါ့နော်လက်ဖေးပိုးတာလောက်နေပဲမိတ်ဆွေတို့ကျွန်တော်ကူညီပေးချင်ပါတယ်နော်အဲ့တော့အခုဒီဗီဒီယိုကြည့်ရဲ့နော်မိသူမဆိုလိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော်နဲ့ဆက်သွယ်ပြီးတော့ appointment ယူပြီးတော့အသေးစိတ်ဆွေးနွေးနိုင်ပါတယ်ဆိုတော့လည်းပြပြချင်တာဖြစ်ပါတယ်အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်နောက်တဲ့ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံတွေ့ပါအောင်ပဲဗျာအားလုံးပဲနေကောင်းကြပါအဆင်ပြေကြပါစေ